မင်္ဂလာညချမ်းလေးပါရှင်ဇန်နဝါရီလ23ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်မကတော့စုပြည်နန္ဒာလေးမှာဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ပေါင်းတယ်မြို့ပေါ်မှာပါတရင်တယောက်လုံးနဲ့ညစဉ်အလှည့်ကျကိစ္စဆောင်နေရပြီးမဆောက်ချင်တဲ့သူလူစားထိုးငှားပေးရတဲ့သတင်းမင်္ဂလာဆောင်ကိုပုံကျဲတိုက်ခိုက်လို့လာသားရွယ်ကလေးငယ်ပါဝင်ဒေသခံ9ဦးသေဆုံးတဲ့သတင်းမုံရွာချောင်းဦးလမ်းပိုင်းမှာစစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေမိုင်းဆွဲတိုက်ခိုက်ခံရပြီးတအူးသေဆုံးက4ဦးထိခိုက်ဒဏ်ရာရရှိတဲ့သတင်းစောချစ်သူဦးဆောင်တဲ့ကရင်မျိုးသားတပ်မတော် KNA ကိုမြောက်ရီမြို့မှထွက်ခွာရန်စစ်တပ်တတိပေးတဲ့သတင်းဗမော်မှာနိုင်အိမ်ကိုလေကြောင်းကနေပုံကျဲလို့အယောက်20ထပ်မင်းသေဆုံးတဲ့သတင်းဒုတိယစစ်ကောင်းဆောင်နဲ့ထိုင်းပြည်ရင်ကြီးတပ်ဦးစီးချုပ်ရုံး NCCC ရဲ့အကြီးအကဲတို့တွေ့ဆုံတဲ့သတင်းအီရန်ကိုစစ်သမောအုပ်စုကြီးဆစ်လွတ်ထားကြောင်းသမ္မတထရန့်တတိပေးတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပေါင်းတယ်မြို့ပေါ်မှာပါတရင်တယောက်နှုတ်နဲ့ညစဉ်အလှည့်ကျကိစ္စဆောင်နေရပြီးမဆောင်ကျင်တဲ့သူလူအစားထိုးငှားပေးရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ပဲခူးတိုင်းပေါင်းတယ်မြို့ပေါ်ကရက်ွက်တီမှာရက်ွက်နေပြည်သူတွေကိုတရင်တယောက်နှုတ်နဲ့ညစဉ်ကိစ္စဆောင်ခိုင်းနေပြီးကိမဆောင်နိုင်မှာကကိသမားငှားဖို့ငွေပေးနေရတယ်လို့သိရပါတယ်စစ်ကောင်ရှင်ခံမြို့နယ်အုပ်ချုပ်ရေးမှူးကပေါင်းတယ်မြို့ပေါ်အေဂျင့်ဖို့အတွက်ဆိုကရက်ွက်တွေကနေအိမ်တွေမှာတရင်တယောက်နှုတ်နဲ့အမျိုးသားမရှိပါကအမျိုးသမီးကရက်ွက်ရုံတွေမှာလာရောက်ကိစ္စဆောင်ရမယ်လို့အမိန့်ပေးခိုင်းစေထားတယ်လို့သိရပါတယ်ည9နာရီကနေ7နှစ်အထိကိစ္စဆောင်ရမယ်ရက်ွက်တိုင်းအုပ်ချုပ်ရေးမှူးရုံတွေမှာအလှည့်ကျဆောင်ရမှာအမျိုးသားမရှိတဲ့အိမ်ကအမျိုးသမီးဆောင်ရမယ်လို့မင်းကွက်ရက်ွက်3ကအုပ်ချုပ်ရေးမှူးနဲ့နှိစက်သူတူကမြို့တော်ကိုပြောပါတယ်မင်းကွက်1ရက်ွက်နဲ့2ရက်ွက်တွေမှာလည်းတပတ်တစ်ကြိမ်အလှည့်ကျကိစ္စဆောင်ခိုင်းနေပြီးအချို့ရက်ွက်တွေမှာတော့ကိစ္စဆောင်မှုလူငားနေရတယ်လို့သိရပါတယ်အခုရွေးကွက်ပွဲအပိုင်း3မတိုင်ခင်လုံခြုံရေးသဘောမျိုးနဲ့လုပ်နေတာမိခင်သဘောမျိုးဆောင်ရတာဘာမှမဖြစ်ရင်တော့ပြဿနာမရှိပေမဲ့ပြစ်ခတ်တာတွေရှိလိုက်ရင်အရက်သားတွေပဲဒုက္ခရောက်ရမှာအချို့ကလည်းကိစ္စဆောင်မှုလူအစားတို့ကို1000ဝယ်ပေးငှားကြတယ်လို့ဒေသခံတူကပြောပါတယ်ပေါင်းတယ်မြို့နယ်ကကြေးရွာတွေမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်စစ်ဆောင်နေရတဲ့သူလည်းရှိရလို့သိရပြီးမြို့ပေါ်ရက်ွက်တွေမှာစစ်ကောင်ရှင်ရဲ့ရန်ကိုကြောက်နေရလို့ကင်းငါဆောင်ကနေစစ်မှုထမ်းကြီးကိုပုံမှန်လဆင်ပေးနေရတယ်လို့သိရှိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့မင်္ဂလာဆောင်ကိုပုံကျဲတိုက်ခိုက်လို့လာသားရွယ်ကလေးငယ်ပါဝင်ဒေသခံ9ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်မကွေးတိုင်းအောင်လန်းမြို့နယ်တက်ကုန်းကျေးရွာကမင်္ဂလာဆောင်ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်လို့လာသားရွယ်ကလေးငယ်ပါဝင်ရက်သား9ဦးသေဆုံးပြီး10ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ဇန်နဝါရီလ22ရက်နေ့လယ်2နာရီခန့်ကမကွေးတိုင်းအောင်လန်းမြို့နယ်တက်ကုန်းရွာကမင်္ဂလာဆောင်ကိုအကြမ်းဖက်စစ်တပ်ရဲ့တိုက်လေရင်ကပေါင်100ပုံးသီး3လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မင်္ဂလာဆောင်ကိုပဲ3လုံးကျဲသွားတာ။လေရင်ကနေပြည်တော်ဘက်ကလာတာလို့ထင်နေ။မင်္ဂလာပွဲတဲ့ကြပြီးပောက်ကွဲတာ။အိမ်နှလုံးလဲမိလောင်သွားတယ်လို့ဒေသခံတူကပြောပါတယ်။ဘုံကျဲတိုက်ခိုက်ခံရတာကြောင့်လာသားရွယ်ကလေးငယ်2ဦးနဲ့ဒေသခံ9ဦးနေရာမှာတေဆုံးခဲ့က10ဦးထက်မနည်းထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်။အခုသိရတဲ့လောက်တော့ကလေး1ယောက်အမျိုးသမီးထက်ကအသက်ကြီး1ယောက်တက်လက်ပိုင်း1ယောက်အမျိုးသား3ယောက်စုစုပေါင်း9ယောက်တည်တယ်ထိခိုက်တဲ့သူများတယ်စိုးရင်ရတာလည်းရှိရလို့ဒေသခံတူကပြောပါတယ်လက်တလုံးမှာတက်ကုန်းကြေးရွာကဒေသခံတွေဟာဘေးလွတ်ရာဆိတ်ဆောင်နေရတယ်လို့သိရပြီးပြီးခဲ့တဲ့ဇန်နဝါရီလ22ရက်နေ့ကလည်းတရက်မြို့နယ်ဖောင်းကရိုင်အုပ်စုရွာတစ်ကြီးရွာကိုအောင်လယ်မြို့နယ်ဘက်ကနေလက်နက်ကြီးနဲ့ပစ်ခတ်လို့ဒေသခံတွေတေဆုံးမှုဖြစ်ခဲ့ပါသေးတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မုံရွာချောင်းဦးလမ်းပိုင်းမှာစစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေမိုင်းဆွဲတိုက်ခိုက်ခံရပြီးတအူးသေဆုံးက4ဦးထိခိုက်ဒဏ်ရာရရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းမုံရွာမြို့နယ်မုံရွေးတံပိုးဂိတ်မှထွက်လာတဲ့စစ်ကောင်ရှင်တပ်ဖွဲ့ဝင်အင်အား20ခန့်မှစစ်ကြောင်းကိုဇန်နဝါရီလ22ရက်12:45မိနစ်အချိန်ခန့်ကပရိသာမိုင်းနှလုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့မုံရွာ Dynamite Special Task Force ကထုတ်ပြန်ထားပါတယ်။အဆိုပါအင်အား20ခန့်မှစစ်ကောင်ရှင်တပ်ဖွဲ့ဝင်စစ်ကြောင်းဟာမုံရွာချောင်းဦးလမ်းပိုင်းမှာဆက်ကြီးခောက်ပြီးမိုင်းရှာနေချိန်မှာအခုလိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပရိသာမိုင်းနှလုံးနဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်ရှင်တပ်ဖွဲ့ဝင်2ဦးသေဆုံးနိုင်ပြီး4ဦးထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့မျက်မြင်ပြည်သူတွေထံမှတဆင့်ကြားသိရတယ်လို့ဆိုပါတယ်။သေဆုံးတဲ့သူနဲ့ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေကိုမုံရွာမြို့မှာထွက်လာတဲ့တံပြားကာကာတစ်စီးနဲ့မုံရွာနမခသို့လာရောက်တည်ဆောင်သွားတယ်လို့လည်းသိရပါတယ်။ဒီတိုက်ခိုက်မှုကို Brihad Army, BHA, မုံရွာ Dynamite, SDF, ချင်းတွင်း Fighter Group, CFG အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။
နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စောချစ်သူအုပ်ဆောင်တဲ့ကရင်မျိုးသားတပ်မတော် KND ကိုမြောက်ရီမြို့မှာထွက်ခွာရန်စစ်တပ်တတိပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်နယ်ခြားဆောင်တပ်ဖွဲ့ BGF ကနေအသွင်ပြောင်းလိုက်တဲ့ဗိုလ်စောချစ်သူအုပ်ဆောင်တဲ့ကရင်အမျိုးသားတပ်မတော် KND ကိုလာမယ့်ဇန်နဝါရီလ25ရက်နေ့နောက်ဆုံးထားပြီးမြောက်ရီမြို့မှာထွက်ခွာရန်အရှိတောင်တိုင်းစစ်ဌာနချုပ်စစ်ဦးစီးဌာနပြည်သူ့စစ်ဌာနခွဲကတတိပေးညွှန်ကြားထားပါတယ်။ KND ဖွဲ့စည်းတာနဲ့ပတ်သက်ပြီးအာဏာသိမ်းစစ်တပ်ကတရားဝင်ခွင့်ပြုပေးထားတာမရှိတဲ့အတွက် KND တပ်ဖွဲ့ဝင်တွေအနေနဲ့မြောက်ရီမြို့ပေါ်မှာဆက်လက်နေထိုင်ခွင့်နဲ့ဝေရောက်ဖြတ်လန်းသွားလာခွင့်တွေကိုခွင့်မပြုတော့ဘူးလို့သိရပါတယ်။မြောက်ရီမြို့လုံခြုံရေးကိုဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ငြိမ်းချမ်းရေးကောင်စီ PC နဲ့ကရင်နယ်ခြားဆောင်တပ် BGF တို့နဲ့စစ်တပ်ကပူးပေါင်းဆောင်ရွက်သွားဖို့စီစဉ်ထားကြောင်းကရင်မီဒီယာအချို့ကဖော်ပြထားပါတယ်။မြောက်ရီမြို့ပေါ်မှာရှိတဲ့ DKBA KNU KNLA PC တပ်ဖွဲ့ဝင်တဦးချင်းစီရဲ့အချက်လက်တွေတပ်အထိုင်ချထားတဲ့တီနီယာတွေကိုလည်းဇန်နဝါရီလ24ရက်နေ့နောက်ဆုံးထားပြီးပေးပို့သွားဖို့အာဏာသိမ်းစစ်တပ်ကညွှန်ကြားထားတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာမြောက်ရီမြို့ရဲ့လုံခြုံရေးကိုအာဏာသိမ်းစစ်တပ်ရဲ့တပ်မ22နဲ့တပ်မ44တရင်အချို့တို့ကဆောင်ရွက်နေတာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဗမော်မှာနိုင်ရင်ကိုလေးချောင်းကနေပုံကျဲလို့အယောက်20ထပ်မင်းတည်ဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်ဗမော်ခရိုင်ဗမော်မြို့နယ်မှာနိုင်ရင်ကိုပုံကျဲတိုက်ခိုက်လို့အရက်သားပြည်သူ20ထပ်မင်းတည်ဆုံပြီးထိခိုက်မှုများခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီလ22ရက်နေ့မနေ့ကညနေ9:00နာရီခန့်ကဗမော်မြို့မန်မလင်းကျေးရွာအုပ်စုရှိထီလင်းရွာဟာပုံကျဲတိုက်ခိုက်ခံရတာကြောင့်လူ20ထပ်မင်းတည်ဆုံခဲ့တယ်လို့သိရပါတယ်။စာတင်ကျောင်းရှိကနိုင်ရင်ဖြစ်နေတဲ့အိမ်ကိုကျဲသွားတာနိုင်ရင်ဆိုတော့လူစုနေကြတာအဲ့အချိန်လာကျဲတာဒီမှာတိုက်ပွဲဖြစ်တာလည်းမရှိဘူးစစ်တပ်ကဆက်ဆံလေရင်နဲ့လူလိုက်တက်နေကြတာလို့ဒေသခံတူကမြို့တော်ကိုပြောပါတယ်တေဆုံးသူတွေထက်ကအချို့ဟာခနာကိုပြတ်ထန်သွားတဲ့သူတွေလည်းရှိရလို့သိရပြီးတေဆုံးသူအရေးအတွက်ကိုတော့အတိအကျမသိရသေးပါဘူးတေသွားတဲ့အထက်မှာအခြားကစစ်လာရှောင်ကြတဲ့သူတွေလည်းပါတယ်ဒီမှာကတိုက်ပွဲဖြစ်တာတွေမရှိဘူးအခုစစ်တပ်ကနိုင်အိမ်မှန်မသိပဲအခုလိုရန်ကျဲသွားတာတည်တဲ့သူတွေများပြီးရွာကတုတ်တန်တစားပြင်လို့ဖြစ်နေပြီလို့ဒေသခံတူကပြောပါတယ်မမ်မလေးကျွော်အုပ်စုရှိထီလင်းကျွော်ဟာဗမော်မြို့နယ်အေယာဝတီမြစ်အနောက်ဘက်မှာရှိတဲ့ရွာတရာဖြစ်ပြီးလူဦးရေ4000နီးပါးရှိရလို့သိရကတိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲစစ်ပေးရှောင်သူတွေလာရောက်နေထိုင်ကြတဲ့နေရာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒုတိယစစ်ခေါင်းဆောင်နဲ့ထိုင်းဘရင်ကြီးတဲ့ဦးစီးချုပ်ရုံး NCCC ရဲ့အကြီးအကဲတို့တွေ့ဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အာနာသိန်းဒုစစ်ခေါင်းဆောင်ဒုဗိုလ်ချုပ်မှုကြီးစိုးဝင်းနဲ့ထိုင်းဘရင်ကြီးတဲ့ဦးစီးချုပ်ရုံးရဲ့အကြံပေးပုတ်ဖွဲ့ဥက္ကဋ္ဌနဲ့ကြီးတဲ့စစ်စင်ရေးဌာနအင်းကြီးနိုင်ငံများပေါင်းစပ်ညှိနှိုင်းရေးစင်နာ NCCC ရဲ့အကြီးအကဲဖြစ်တဲ့ဗိုလ်ချုပ်ကြီးဒီရဘိုခန့်တို့နေပြည်တော်မှာမနေ့ကဇန်နဝါရီလ22ရက်နေ့မှာတွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ်။တွေ့ဆုံချိန်မှာနှစ်နိုင်ငံကုန်စည်စီးဆင်းမှုများပြည်လည်ကောင်းမွန်ရေးအတွက်နေဆက်ဒေသတည်ငြိမ်အေဂျင့်ရေးကိုနှစ်နိုင်ငံပူးပေါင်းထိန်းသိမ်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့ကြတယ်လို့ကောင်းစဉ်တက်ပြီးစစ်ကောင်စီဝါရဖြန့်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။ဆွေးနွေးရမှာတပ်မတော်နှစ်ရက်ကြာဆက်ဆံရေးကောင်းမွန်လျက်ရှိပြီးချစ်ကြည်ရင်းနှီးမှုတွေတိုးတက်လျက်ရှိမှုကိုရေရှည်တည်တံ့ခိုင်မြဲအောင်ဆက်လက်ဆောင်ရွက်သွားမယ့်အခြေအနေများနှစ်နိုင်ငံကြားသဘောတူညီချက်များကိုဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်သွားမယ့်အခြေအနေများနဲ့ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်းမွန်နေစေရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်တဲ့အခြေအနေများကိုဆွေးနွေးခဲ့ကြကြောင်းလည်းသိရပါတယ်။ဒါ့အပြင်နှစ်နိုင်ငံကုန်သွယ်မှုကုန်စည်စီးဆင်းမှုများပြည်လည်ကောင်းမွန်ရေးအတွက်နေဆက်ဒေသတည်ငြိမ်အေဂျင့်ရေးကိုပူးပေါင်းထိန်းသိမ်းဆောင်ရွက်သွားနိုင်မယ့်အခြေအနေများနေဆက်ဒေသတွေမှာတရားမဝင်ကုန်သွယ်မှုတွေနဲ့တရားမဝင်လုပ်ငန်းတွေလုပ်ကိုင်မှုမရှိစေရေးထိန်းသိမ်းဆောင်ရွက်သွားဖို့လိုအပ်တဲ့အခြေအနေတွေကိုလည်းဆွေးနွေးခဲ့ကြကြောင်းစစ်ကောင်စီဝါရဖြန့်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။ကြားဖြန့်နှိမ်နင်းမှုအတွက်အမေရိကန်ဘက်ကထိုင်းကိုထောက်ပံ့မှုတွေရှိတယ်။ထိုင်းဘက်ကလည်းစီမံချက်တွေနဲ့နှိမ်နင်းတာမျိုးတွေလုပ်နေတယ်။မြန်မာဘက်ကတော့အခုထိကြားဖြန့်နဲ့ပတ်သက်သူတွေကိုကာကွယ်ထားနေတော့မယ်ဆိုတော့ဒီကိစ္စကိုတွေ့တဲ့အချိန်မှာအထူးကညှိနှိုင်းကြမယ့်သဘောရှိပါတယ်လို့ CDM ဗိုလ်မှူးဆွေတော်ကမြို့တော်ကိုပြောပါတယ်။စစ်ကောင်စီဝါရဖြန့်သတင်းစာတွေမှာလည်းအွန်လိုင်းလေလောင်းကစားမှုများတကြောပြန်မပေါ်ပေါက်လာစေရေးနဲ့ငွေရည်စေဝါတိုက်ဖြတ်ရေးလုပ်ငန်းစဉ်တွေကိုအမျိုးသားရေးတာဝန်တရက်အဖြစ်ခံယူပြီးအင်တိုက်အားတိုင်းဆောင်ရွက်လျက်ရှိတဲ့အခြေအနေတွေနဲ့နှစ်နိုင်ငံသတင်းအချက်အလက်များဖလှယ်ခြင်းတွေအပါအဝင်ပူးပေါင်းဆောင်ရွက်မှုများတိုးမြင့်ဆောင်ရွက်သွားမယ့်အခြေအနေတွေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့ဖော်ပြကြပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အီရန်ကိုစစ်သမောအုပ်စုကြီးဆစ်လွှတ်ထားကြောင်းသမ္မတထရန့်တတိပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နိုင်ငံဘက်ကိုအင်အားတောင့်တင်းတဲ့စစ်သမောအုပ်စုကြီးတစုဥတင်မောင်းနေပြီလို့တတိပေးလိုက်ပါတယ်။မနေ့ကကြာသပတေးနေ့က F1 သမ္မတစီတော်ရင်ပေါ်မှာသတင်းတောက်တွေကိုပြောကြားခဲ့တာဖြစ်ပြီးအခြေအနေအရလိုအပ်လာပါကအသုံးပြုနိုင်မှုအခုလိုပြင်ဆင်ထားတာဖြစ်တယ်လို့ဆိုပါတယ်။သမ္မတထရန့်ကကျွန်တော်တို့တင်မော်တွေအများကြီးအဲ့ဒီဘက်ကိုသွားနေပါတယ်။
ဒါဟာတခုခုဖြစ်လာခဲ့ရင်အသိရှိနေအောင်လှုပ်ထားတာပါလို့ဖြေကြားခဲ့ပါတယ်။ဒါပေမဲ့သူ့အနေနဲ့တိုက်ခိုက်မှုတွေဖြစ်ပွားတာကိုမလိုလားကြောင်းနဲ့အဲ့ဒီစစ်အင်အားကိုအသုံးပြုစရာမလိုပဲငြင်းငြင်းကြမ်းကြမ်းဖြစ်သွားဖို့မျှော်လင့်ကြောင်းနဲ့ထည့်သွင်းပြောဆိုခဲ့ပါတယ်။စီးပွားရေးပိတ်ဆို့မှုနဲ့ပတ်သက်ပြီးတော့လည်းအီရန်နဲ့စီးပွားရေးလှုပ်ဆောင်နေတဲ့ဘယ်နိုင်ငံကမဆို25%အခွန်တိုးမြင့်ကောက်ခံသွားမယ့်အစီအစဉ်ကိုမကြာခင်မှာပဲအကောင့်ထဲဖော်ရမယ်လို့အတည်ပြုခဲ့ပါတယ်။အီရန်အာဏာပိုင်တွေအနေနဲ့ဆန္ဒပြပြည်သူတွေကိုအကြမ်းဖက်နှိမ်နင်းတာမျိုးလှုံ့ဆော်ခဲ့ရင်အမေရိကန်ကစီးရေးရတုံ့ပြန်သွားမယ့်အလားအလာရှိရလို့လည်းသမ္မတကထပ်တလဲလဲတတိပေးထားပါတယ်။တစ်ဖက်မှာလည်းဇန်နဝါရီလ16ရက်နေ့ကအီရန်အစိုးရဟာလူပေါင်း800ကျော်ကိုကြိုးပိတ်ကွပ်မျက်မဲ့အစီအစဉ်ကိုဖျက်သိမ်းပေးခဲ့တဲ့အတွက်သမ္မတထရန့်ကအီရန်ကိုကျေးဇူးတင်စကားပြောကြားခဲ့ပူပါတယ်ရှင်။မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှမို့မြို့တော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပြီးဆရာနာရှင်စနေဆိုလောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းနဲ့တဘာဝဘေးရန်ရဲ့တွေ့သွင်းမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။